ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်အခုပြပေးမှာဒီနေ့ထက်မှာဖော်မွေး site ပေါ့နော်ဒဲတစ်ခွက်ထဲလိုက်ရမယ်စနစ်နော်ဖော်မွေး site ကို ချပြပေးမှာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်ဖော်မွေး site ကလေးနော်ဒီကောင်ဒဲတစ်ခွက်ထဲအပတ်စဉ်ဒဲတစ်ခွက်စီထိုးသွားမှာနော်ကျွန်တော်တို့ဒီနှစ်ဦးမှာမင်္ဂလာကဏ္ဍမှာ6တလုံးပါတော့မာ3လုံးကဏ္ဍပေါ့နော်6ဘိုင်နဲ့မာ3လုံးကဏ္ဍထွက်တာ9နှစ်စက်တိုက်ထွက်တယ်နော်နှစ်ဦးမှာနော်ဒီစက်တိုက်9နှစ်စက်တိုက်နော်6တလုံးပိုင်း6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍတစ်ခွက်เนาะဒီမှာ6ဘိုင်နဲ့မာ3လုံးကဏ္ဍเนาะ6ပါတော့မာ3လုံးကဏ္ဍ MB ထွက်တာเนาะ6ပါတော့မာ3လုံးကဏ္ဍ MB 6ပါတော့မာ3လုံးကဏ္ဍ MB เนาะဒီမှာတော့6ပါတော့မာ3လုံးကဏ္ဍမဟုတ်တော့ဘူးเนาะအဲ့တော့ဒီနှစ်တော့9နှစ်စက်တိုက်ရိုက်တာเนาะဒီကနေစပြီးတော့6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍเนาะ6တလုံးပါတော့မာ3လုံးကဏ္ဍ6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍ MB ပေါ့เนาะရိုက်တာ9နှစ်စက်တိုက်เนาะဒီကောင်ကတော့အခုပြမယ်ဖုံးမွေးဆိုင်နဲ့မဆိုင်ဘူးเนาะဒါပေမဲ့သူ9နှစ်ကစားတာကိုပြကျင်တာเนาะ9နှစ်စက်တိုက်ကစားတယ်ဆိုတာကိုပြကျင်တာเนาะအဲ့ဒီသူ6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍအပြီးပေါက်ကစားတာเนาะမာ3လုံးကဏ္ဍကစားပြီးတော့သူ့အောက်မှာသူက6เนาะ6ထိပ်အဲ့ဒီ6ထိပ်ကဒီကနေလာတာเนาะဒီ6နောက်ဘက်ကနေ6ထိပ်စီလာတယ်တကက်เนาะနောက်သူ့အောက်မှာ9နောက်ဘက်က9ထိပ်စီလာတယ်2ကက်เนาะနောက်4နောက်ဘက်က4ထိပ်စီလာတယ်3ကက်3နောက်ဘက်က3ထိပ်စီဒီကเนาะနောက်3နောက်ဘက်က3ထိပ်စီဆိုတော့5ကတိကြကစားတာเนาะ9နှစ်စက်တိုက်ကစားတာကိုပြကြတာเนาะဘာလို့ဆိုနောက်ဘက်က6 5 4 3 3ကိုထိပ်တွေကို6 5 4 3 3ဆိုပြီးစက်တိုက်ထည့်တာเนาะထည့်ပြီးတော့နောက်ပြီးအဲ့နှစ်ထဲမှာပဲတဲ့เนาะအဲ့နှစ်ထဲမှာပဲသူကနှစ်နောက်ပိတ်ပုံသေးနဲ့ break တစ်เนาะနှစ်နောက်ပိတ်ပုံသေးနဲ့ break တစ်ထွက်တယ်နောက်နှစ်ကျတော့နှစ်နောက်ပိတ်ပုံသေးနဲ့ break နှစ်เนาะနောက်တစ်နှစ်ကျတော့နှစ်နောက်ပိတ်ပုံသေးနဲ့ break 3နောက်နှစ်ကျတော့နှစ်နောက်ပိတ်ပုံသေးနဲ့ break 4เนาะနှစ်နောက်ပိတ်ပုံသေးနဲ့ break 4ထွက်တယ်เนาะနောက်နှစ်နောက်ပိတ်ပုံသေးနဲ့ break 9နှစ်စက်တိုက်ကစားတယ်เนาะဒီမှာကျွန်တော်ကနှစ်နောက်ပိတ်ပုံသေးနဲ့ break 5ကို4ကိုနှစ်တကွက်တည်းကျွန်တော်ချုပ်ပေးလိုက်တာเนาะအဲကြောင့်မလို့10ခွက်စီရတော့အောင်တယ်4ကိုနှစ်ချုပ်ပေးတဲ့4ကိုနှစ်ဆိုတဲ့ကဏ္ဍထွက်မသွားဘူးเนาะနှစ်နောက်ပိတ်ပုံသေးနဲ့ break 5နှစ်နောက်ပိတ်ပုံသေးနဲ့ break 4နှစ်နောက်ပိတ်ပုံသေးနဲ့ break 3နှစ်နောက်ပိတ်ပုံသေးနဲ့ break 2နှစ်နောက်ပိတ်ပုံသေးနဲ့ break 1เนาะအကုန်ကစားခဲ့တယ်เนาะဟုတ်ပြီအဲ့ဒီမှာ9နှစ်စက်တိုက်ကစားတဲ့အတွက်အခုဒီကောင်လေးပဲကစားမယ်လို့ယူဆတယ်เนาะဟုတ်ပြီเนาะကြည့်အောင်ဒီမှာသူက6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍကစားတယ်ဒီနှစ်ကစကစားတာเนาะနောက်နှစ်တွေကို9နှစ်စက်တိုက်ကစားတယ်သူကစားလိုက်တာနဲ့သူရှေ့ကရှေ့ပေါင်း4တဲ့เนาะသူရှေ့နှစ်ကရှေ့ပေါင်း4ပေါ့เนาะသူရှေ့နှစ်ကခုံ4ရရှေ့ပေါင်း4အဲ့ဒီရှေ့ပေါင်း4ကဏ္ဍတည်တဲ့သူကတစ်နှစ်ကျော်မှာအဲ့ရှေ့ပေါင်း4လို့ပဲပြန်ကစားပြီရှေ့ပေါင်း4နဲ့4နောက်ပိတ်ကစားတာသူကเนาะရှေ့ပေါင်း4နဲ့4နောက်ပိတ်เนาะဒီမာ3လုံး6ပါတော့မာ3လုံးကဏ္ဍစကစားတယ်ဒီမှာ9နှစ်စက်တိုက်ကစားတယ်အဲ့6ပါတော့မာ3လုံးကဏ္ဍ9နှစ်စကစားတဲ့ကောင်ရဲ့ရှေ့နှစ်ကရှေ့ပေါင်း4ပေါ့เนาะအဲ့ဒီရှေ့ပေါင်း4ခုံ4ရရှေ့ပေါင်း4ရတဲ့သူ့တစ်နှစ်ကျော်မှာရှေ့ပေါင်း4နဲ့4နောက်ပိတ်ရှေ့ပေါင်း4နဲ့4နောက်ပိတ်ဆိုတဲ့ကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့သူထွက်တဲ့အချိန်မှာသူကရှေ့ပေါင်း4နဲ့4နောက်ပိတ်နောက်ပိတ်ကထိပ်စီးနဲ့เนาะအဲ့နောက်ဘက်ကထိပ်စီးရှေ့ပေါင်း4နောက်ပိတ်ဆိုတော့တဲ့ခွက်ထဲထိုးရတာเนาะဒါပထမကဒုတိယကမှအဲ့တိုင်းပဲเนาะ6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍကစားတယ်သူ့ရှေ့နှစ်ကရှေ့ပေါင်း2ဖြစ်သွားပြီเนาะပထမကမှရှေ့ပေါင်း4အခုဒုတိယကမှရှေ့ပေါင်း2အဲ့ရှေ့ပေါင်း2ဒီသူ့ရဲ့နောက်တစ်နှစ်ကျော်မှာတဲ့အဲ့ရှေ့ပေါင်း2နဲ့2နောက်ပိတ်ကစားရှေ့ပေါင်း2နဲ့2နောက်ပိတ်ကဏ္ဍတစ်ခွက်ကစားเนาะရှေ့ပေါင်း2နဲ့2နောက်ပိတ်ကဏ္ဍတစ်ခွက်ကစားတယ်သူကစားတဲ့အချိန်မှာသူ့ရဲ့သူ့ဘဝနောက်ပိတ်ကထိပ်စီးနဲ့ကစားတာเนาะပထမကမှလည်းပဲသူ့ဘဝနောက်ပိတ်ကထိပ်စီးနဲ့ရှေ့ပေါင်း4နဲ့4နောက်ပိတ်เนาะသူ့ဘဝနောက်ပိတ်ကထိပ်စီးရှေ့ပေါင်း2နဲ့2နောက်ပိတ်เนาะတဲ့ကွက်သေးပေါ့เนาะဟုတ်ပြီတတိယကမှလည်းအဲ့တိုင်းပဲတဲ့6တလုံးပိုင်းနဲ့မာ3လုံးကဏ္ဍကစားတယ်သူ့ရှေ့နှစ်ကရှေ့ပေါင်း4ရှေ့ပေါင်း2အခုဒီကောင်ကရှေ့ပေါင်း6ပေါ့เนาะရှေ့ပေါင်း6လက်ရှေ့ပေါင်း4ရှေ့ပေါင်း2ရှေ့ပေါင်း6အဲ့ဒီရှေ့ပေါင်း6တည်တဲ့သူ့ရဲ့တစ်နှစ်ကျော်မှာတဲ့ရှေ့ပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်ကစားเนาะရှေ့ပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်ဒီမှာရှေ့ပေါင်းချင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်သူကစားတော့မဆိုရင်သူ့ဘဝနောက်ပိတ်ကထိပ်စီးနဲ့เนาะသူ့ဘဝနောက်ပိတ်ကထိပ်စီးကြပြီးတော့မှရှေ့ပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍเนาะတဲ့ကွက်ထဲကစားတာเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာလည်းသူကရှေ့ပေါင်း4ပြီးပြီရှေ့ပေါင်း2ပြီးပြီရှေ့ပေါင်း6ပြီးပြီဆိုအခုဒီမှာရှေ့ပေါင်း6ပဲเนาะဒီရှေ့ပေါင်း6ကလည်းပဲတဲ့သူ့ရဲ့တစ်နှစ်ကျော်မှာရှေ့ပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်ရှေ့ပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်ကစားတယ်သူကစားတော့မယ်ဆိုလို့ရှိရင်သူ့ဘဝ2နောက်ပိတ်က2ထိပ်နဲ့ထွက်ပြီးမှ
အဲ့တော့နှစ်နောက်ကနှစ်ထိတ်ထွက်မယ်ရှေးပေါင်း6ဆိုနှစ်4 6နောက်ပိတ်ရှေးပေါင်း6နဲ့6နောက်ပိတ်ဆိုနှစ်4 6တက်တက်ကွက်ထဲကစားပါလားနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုဒီမှာရှေးပေါင်း6ပဲနော်သူကရှေးပေါင်း6 3နှစ်ဇက်တိုက်ပေါ့ရှေးပေါင်း4ရှေးပေါင်း2ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6နော်အဲ့ရှေးပေါင်း6ကအခုဒီတစ်နှစ်ကျော်သူ့ရဲ့တစ်နှစ်ကျော်ဆိုတော့ဒီဘွယ်ဒီနှစ်မှာရှေးပေါင်း6နဲ့6နောက်ပိတ်ကစားနော်ရှေးပေါင်း6နဲ့6နောက်ပိတ်ကစားကဏ္ဍတကွလိုက်ကစားရမယ်ဒီနှစ်ထဲမှာအခုချိန်မှာကစားမယ်ဆိုလို့ရှိရင်သူကနှစ်နောက်ပိတ်ကနှစ်ထိတ်နဲ့နော်တကယ်လို့ဒီချိန်မှာကစားမယ်ဆိုရင်နှစ်နောက်ပိတ်ကနှစ်ထိတ်နဲ့နှစ်နောက်ပိတ်ကနှစ်ထိတ်ရှေးပေါင်း6ဆိုတော့4နော်အဲ့ရှေးပေါင်း6က6နောက်ပိတ်ဆိုတော့6နှစ်4 6ဆိုတဲ့ကဏ္ဍနော်ဒီဒုတိယအချိန်မှာထွက်မယ်ဆိုရင်ဒီနှစ်ချိန်မြောက်မှာထွက်ရင်နှစ်4 6ပေါ့နော်အဓိကပြောချင်တာကတော့ရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွယ်ဒီနှစ်ထဲမှာလိုက်ထွက်မယ်သူထွက်တဲ့အချိန်မှာသူ့ဘောနောက်ပိတ်ကထိတ်စီးနေနော်အဲ့လိုပြောတာဆယ်ခွက်ထိုးနိုင်တာကတော့ပိုကောင်းတယ်ဆယ်ခွက်ထက်ထိုးနိုင်ရင်ပိုကောင်းတယ်မနစ်ကဘာလို့လဲဆိုတော့ကျွန်တော်တို့ကနှစ်နောက်ပိတ်ပုံသေးနဲ့ဗရိတ်9ကိုကျွန်တော်က4 9နှစ်လို့ချုပ်ပေးလိုက်တာเนาะချုပ်ပေးလိုက်တဲ့တကွက်ကောင်းကမထွက်ဖဲနဲ့ဆယ်ခွက်စီးရထွက်သွားတာเนาะအဲကြောင့်မလို့ခုဒီမှာလည်းပဲသူကရှေးပေါင်း6နဲ့6နောက်ပိတ်ကိုတကွက်ကောင်းထိုးပြီးတော့ကျန်တဲ့ဟာကိုအားကားထိုးရင်ထိုးပေါ့เนาะရှေးပေါင်း6 6နောက်ပိတ်ဒီနေ့ထဲမှာကဏ္ဍတကွက်လိုက်ထွက်ရမယ်ရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတကွက်ထွက်ရမယ်သူ့ဘွားနောက်ပိတ်ကထိပ်သီးထွက်ပြီးမှရှေးပေါင်း6 6နောက်ပိတ်ဆိုလို့ရှိရင်ဒီပွဲမှာ2 4 6เนาะနောက်ပွဲတွေမှာလည်းပဲအဲ့တိုင်းပဲတစ်ပတ်ကိုတစ်ကွက်လုတ်ပြီးထိုးသွားပါเนาะစက်ကွက်စီကာနိုင်ကမကာနိုင်တဲ့လူမကာခြင်းတဲ့လူကတော့ထဲတစ်ကွက်ကောင်းမှထိုးပေါ့เนาะပြန်ပြောပြမယ်เนาะဒီကနေပဲစပြီးတော့ပြောတော့မယ်เนาะကျန်တဲ့ရင်းချုပ်ပြောပြမယ်ရှေးပေါင်း4ဒီမှာနှစ်ဦးမင်္ဂလာကဏ္ဍမှာเนาะ2020နှစ်ဦးမင်္ဂလာကဏ္ဍရှေးပေါင်း4အဲ့ရှေးပေါင်း4ရတယ်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာတနေ့ကျော်မှာရှေးပေါင်း4ဒီမှာလည်းကြာတယ်နော်ဒါပေမဲ့မရဘူးရှေးပေါင်း4နဲ့4နောက်ပိတ်ကဏ္ဍတစ်ခွက်လိုက်ထွက်ရမယ်နော်အဲ့ရှေးပေါင်း4နဲ့4နောက်ပိတ်အဲ့ကဏ္ဍထွက်တဲ့အချိန်မှာသူ့ပေါ်နောက်ပိတ်ကထိပ်စီးထွက်ပြီးမှရှေးပေါင်း4နဲ့4နောက်ပိတ်ကဏ္ဍတစ်ခွက်ထွက်တယ်နော်ဒါပထမကဒုတိယကမှာရှေးပေါင်း2အဲ့ရှေးပေါင်း2တည်တဲ့သူ့ရဲ့တစ်နှစ်ကျော်မှာရှေးပေါင်း2နဲ့2နောက်ပိတ်ကဏ္ဍနဲ့နော်ရှေးပေါင်း2နဲ့2နောက်ပိတ်ကဏ္ဍတစ်ခွက်ထွက်မယ်ထွက်တဲ့အချိန်မှာသူ့ပေါ်နောက်ပိတ်ကထိပ်စီးနဲ့ရှေးပေါင်း2နောက်ပိတ်ဆိုတော့တစ်ခွက်ထဲတဲထိုးရတာနော်ဟုတ်ပြီတတိယကရှေးပေါင်း4ပြီးရှေးပေါင်း2ပြီးဆိုရှေးပေါင်း6အဲ့ရှေးပေါင်း6ကသူ့တစ်နှစ်ကျော်မှာတဲ့ရှေးပေါင်း6နဲ့တဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်ရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်ဒီမှာရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်ထွက်တယ်သူ့ဘဝနောက်ပိတ်ကထိပ်သီးထွက်ပြီးမှရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍထွက်တာနော်နောက်နှစ်မှာလည်းဒီတိုင်းပဲရှေးပေါင်း6နော်အဲ့ရှေးပေါင်း6ကတစ်နှစ်ကျော်မှာရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်နော်ဒီမှာလိုက်ထွက်တယ်ရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်သူ့ဘဝနောက်ပိတ်ကထိပ်သီးနဲ့ကြာပြီးမှရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်လိုက်ထွက်ပေးရတာနော်အခုဒါဆိုရင်ဒီမှာဒီကတ်ကိုရောက်သွားပြီနော်ရှေးပေါင်း6ပဲအဲ့ရှေးပေါင်း6ကဒီနှစ်ထဲမှာသူ့တစ်နှစ်ကျော်ဆိုအခုနှစ်ထဲမှာရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်လိုက်ထွက်ရမယ်သူ့ဘဝနောက်ပိတ်ကထိပ်သီးနဲ့ရှေးပေါင်း6နဲ့6နောက်ပိတ်ဆိုတော့ဒီနှစ်ချိန်မြောက်မှာထွက်ရင်2 4 6နော်ရှေးပေါင်း6အဓိကပြောချင်တာတော့ဒီနှစ်ထဲမှာရှေးပေါင်း6နဲ့6နောက်ပိတ်ကဏ္ဍတစ်ခွက်ထွက်မယ်နော်ဆယ်ခွက်စီးပေါ့ဆယ်ခွက်စီးတွေကနေမှကျွန်တော်ကတစ်ခွက်ချုပ်ပေးတာနော်နောက်ပိတ်ကထိပ်စီးကိုဝင်ပြီးမှထွက်တယ်ဆိုတော့တစ်ခွက်ကောင်းပြန်ချုပ်ပေးတာနော်ဟုတ်ကဲ့အားလုံးဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးပဲခုလက်နော်ကံကောင်းကြပါစေနော်